Hello အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါ ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီနေ့18ကနေပြီးတော့2026ရောက်ရှိလာခဲ့တဲ့ဆိုတော့ကျွန်တော်တို့ရဲ့အိမ်တော်သက်10နှစ်ပြည့်မွေးနေ့မှာညီကိုမောင်နှိုင်းနဲ့အတူနည်းနည်းဝေမျှချင်တဲ့အရာလေးပေါ့နော်ဒီ10နှစ်တာဖြတ်သန်းခဲ့တဲ့ကာလအတွင်းမှာဘုရားသခင်အတူပါရှိခြင်းဆိုတဲ့အရာပေါ့နော် Emmanuel God with us ပေါ့နော်ဘုရားသခင်အတူပါရှိခြင်းဆိုတဲ့အရာကတော့လုံးဝအရန်ကျင်းသေးလို့ ਨੇ ဘုရားမပါလို့မရဘူးဘုရားမပါဘဲနဲ့ဒီလိုခြေနေရောက်လာစရာအကြောင်းမရှိဘူးเนาะဒါကြောင့်မင်္ဂလာဆောင်တွေတိုင်းမှာဆရာတွေပြောတဲ့အရာတစ်ခုရှိတယ်ဖို့ခဏောင်းဆိုင်ဆိုတာလေဆိုတော့အခုကလေးတွေတော့သိမှာမဟုတ်ဘူးအရင်တော့ထမင်းချက်လို့ရှိရင်3ခုထားရတယ်လေဒီဘက်တစ်ခုဒီဘက်တစ်ခုဒီဘက်တစ်ခုပေါ့နော်ဆိုလိုတာကအဲ့လို3ခုထားရတယ်3လုံးတင်တဲ့ကြိုးကအလွယ်တကူမပြတ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီအရာကတကယ်မှန်တယ်ကျွန်တော်နှစ်ယောက်ရဲ့သူကျွန်တော်ချစ်တယ်ကျွန်တော်သူ့ကိုချစ်တဲ့အချစ်တွေကအကန့်အသတ်အရင်ရှိတယ်ဟုတ်တယ်ဆိုတော့အချိန်တစ်ချိန်မှာခန်းချောက်သွားတတ်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်အတူပါရှိခြင်းကဘယ်တော့မှမခန်းချောက်နိုင်တဲ့ဒီနနက်တိုင်းအသက်ဖြစ်စေတဲ့ဂယုဏအသက်ကိုတွန်းလောင်းပေးတဲ့ဘုရားကြောင့်သာလျှင်ကျွန်တော်တို့ဒီအချိန်นี้ရောက်လာခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားရဲ့အတူပါရှိခြင်းကျွန်တော်နှစ်ယောက်တည်းမဟုတ်ဘူးကျွန်တော်နဲ့အတူဘုရားသခင်အတူပါရှိခြင်းပေါ့နော်ဆိုတော့ဘုရားအတူပါရှိခြင်းကအိမ်တော်အတွက်တကယ်ကိုအရေးကြီးတဲ့အရာဖြစ်တယ်ဟာအဲ့ဒါဆိုလို့ရှိရင်မေးစရာရှိတာပေါ့တခြားဘုရားကိုမသိတဲ့အိမ်တော်တွေလည်းမြဲကြတာပဲပေါ့နော်နော်မေးစရာရှိတယ်ဆိုတော့အဲ့လိုဒီလိုမေးခွန်းကိုဘယ်လိုကျွန်တော်နားလဲဆိုတော့ဖျားပါတဲ့အိမ်တော်ကအယမ်းတိတာတယ်ကိုတီးခံနေတာမဟုတ်ဘူးကိုစိတ်ရှင်နေတာမဟုတ်ဘူးကိုချစ်နေတာမဟုတ်ကိုခွင့်လို့ပေးနေတာမဟုတ်ဟုတ်တယ်ကိုခွင့်လို့ပေးနေတာမဟုတ်ဘူးကိုရဲ့ဗမာစကားအချစ်ဆုံးတယ်အချစ်တရားဆုံးသွားတယ်နော်အယမ်းချင်းနဲ့အချစ်တရားဆုံးသွားတတ်တယ်ဒါပေမဲ့ဖျားရဲ့မေတ္တာကဘယ်တော့မှဆုံးခြင်းမရှိဘူးအဲ့ဒီမေတ္တာကပဲအသက်သောအရာတွေကိုပြန်မွေးဖွားစေတယ်ဒါကြောင့်ဖះကိုမတိတဲ့အိမ်တော်တွေရဲ့ခိုင်မြဲခြင်းနဲ့ဖះကိုတိတဲ့ဖះအတူပါရှိတဲ့အိမ်တော်တွေရဲ့ခိုင်မြဲခြင်းကအရန်กว่าတယ်ဖះပါတဲ့အိမ်တော်ဖះဥဆောင်တဲ့အိမ်တော်ကဖះဘုံတော်ထင်ရှားခြင်းရှိတယ်ကျင်းသေးတယ်ကျွန်တော်တို့စူးစမ်းပြီးတော့အမှုတော်ဆောင်နေတာမဟုတ်ဘူးစူးစမ်းပြီးတော့ဆက်ကပ်နေတာမဟုတ်ဘူးဖះကကျွန်တော်တို့အထက်ကလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်ဖះခင်နာမှာကပ္ပစဘုံကျေမင်္ဂလာရှိပါစေအာမင်